ကြောင့်ပြောဖို့ခက်ကြုံနေတာလဲတပြင်းလေးမင်းရှိနာမှာဆိုင်နေလေမပြောတော့ဘူးကွယ်ကိုလေးဝမ်းနဲ့ပလဲအခုတွေးကြည့်လိုက်တော့ချက်တာတခုရဲပဲသူလိုအင်းပြေရမလွယ်တဲ့ဘဝစိတ်ဆင်းရဲရမယ်ဆိုရင်လူလေးပဲပြေဆုံးပါစေကိုကတော့ချိန်ခံနိုင်